အားလုံးပဲမင်္ဂလာပါကဲဒီနေ့ဒူဒီပိတ်ရက်ဆိုတော့3D 16ရက်4လ2025ရက်နေ့ထွက်မယ်ထိုင်းထီရဲ့နောက်တော့လုံးခံမှန်းမှာဖြစ်ပါတယ်ကဲကျွန်တော်မိသားစုများမင်္ဂလာပါအားလုံးကြမ်းမှရှင်လန်းကြပါစေကကြီးတော်မှာကြော်လွှားနိုင်ကြပါစေစီးပွားရေးဒီရေလာတိုးတက်ကြပါစေလို့ဥစွာပဏာမနှုတ်ခွန်းဆက်တာပါတယ်ဗျာအခုကျွန်တော်ဒီနေ့ပြမယ့် site လေးကတော့ဒီနေ့ကတော့3 site လောက်တော့ပြဖို့စဉ်းစားတယ်နော်3 site လောက်မှာအကြိုက်ဆုံးတစ် site ပါပါတယ်အကြိုက်ဆုံးတစ် site ကနောက်ဆုံးမှပြမယ်ပြီးရင်ဒီတစ်ပတ်အတွက်ကျွန်တော်ကဏ္ဍထုတ်ပေးသွားမယ်ဖိုင်နယ်ပေါ့နော်ဒါကျွန်တော်ဒုတိယဗီဒီယိုဖိုင်မှာပထမဗီဒီယိုဖိုင်ထဲမှာပါတဲ့ကဏ္ဍရဲ့ဒုတိယဗီဒီယိုဖိုင်မှာအခုရမယ့်ကဏ္ဍလေးတွေကိုကျွန်တော်နောက်ဆုံးပိတ်အနေနဲ့16ရက်နေ့အတွက်ထုတ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တူဒီကတော့ live လေးတွေခုဟာပြန်လွှင့်ပြတယ်ပြန်လွှင့်ပြတယ်မဟုတ်ဘူးဗျာစလွှင့်ပြတယ်လွှင့်ပြတဲ့ခါတိုင်းမှာလည်းဒီတစ်ပတ်မှာရှစ်လေးရမနဲ့ရှစ်လေးဩကွက်ကညနေထွက်တယ်9နှစ်မနဲ့ဩကွက်ညနေထွက်တယ်နှစ်6 3ညတောက်ကြနေရမနဲ့ဩကွက်ညနေထွက်တယ်ဗျာနော်ကံပဲပေါ့ဗျာကျွန်တော်အလွဲလေးတွေပြည့်တတိတီတော့တဲ့လောက်ပါပြီဆူတောင်းပေးပါတယ်မိဘပြည်သူများအတွက်ဒါခုကျွန်တော်ဒီပြမဲ့ site လေးကဒါခုဒါဒီဘက်ကဒီအပေါ်နှစ်ကွက်က2023မှာထွက်ခဲ့တဲ့ဟာဒီဘက်ကအောက်ကဒုတိယနှစ်ကွက်က2024မှာထွက်ခဲ့တဲ့ဟာအခုဒီကောင်က2025မှာအခုထွက်မဲ့ဟာပေါ့ဗျာနော်ထွက်မဲ့ဟာဆိုတော့ဒီထဲမှာဘာလေးတွေကြိုက်တော့ဆိုတော့ तू ကနောက်ခွာတာလေနောက်နှစ်ပင်ခွာလေးလာမြန်လေးပဲသွားလိုက်မယ်နော်နောက်နှစ်ပင်ခွ2023ခုနှစ်ပြန်ကြည့်ပါ3ပင်မြောက်မှာ1ပင်3ပင်မြောက်မှာခွန်နောက်ပိတ်ပြီးတော့4ပင်5ပင်6ပင်မြောက်မှာခွန်နောက်ပိတ်တယ်အဲ့လိုခွန်နောက်ပိတ်နှစ်ခုကြပြီးသွားတဲ့အခါမှာကျွန်တော်စမ်းစစ်ကြည့်ရတဲ့လောက်ကတော့အဲ့ခွန်နောက်ပိတ်နှစ်ခုရဲ့ကြားတဲ့ဒီနှလုံးပေါင်း5ဒီနှလုံးပေါင်း5နဲ့သူ့ဒီနှလုံးရဲ့ရှေ့က4လုံးပေါင်းရင်နော်9ရဲ့6ရဲ့8ရဲ့ပေါင်းတော့9ခွန်ပေါင်းရင်6နော်ဒီ6 5ဒီ6 5ကဘယ်လိုရိုက်တော့ဆိုဒီထွက်မဲ့ကွယ်မှာနှလုံးပေါင်းရင်9နှလုံးပေါင်းရင်6နှလုံးပေါင်းရင်9နှလုံးပေါင်း6ဆိုတော့ဒီ9နဲ့5 9နဲ့6နဲ့ပေါင်းတော့ဒီနောက်5ဒီ3ညနဲ့6နဲ့တစ်ခါထပ်ပေါင်းတော့နှလုံး6နော်9 3ည6ဆိုပြီးထွက်အဲ့တော့ဒုတိယအပင်အဲ့နှစ်2023ဒုတိယအပင်မှာဒီနှစ်ကလေးဒီ15ချိန်မြောက်မှာခွန်ရှစ်နှစ်ဆိုပြီးနှစ်ထိတ်ကြတယ်15ပင်16 19 18ပင်ပေါ့18ပင်မှာတခါနှစ်အခွကြတယ်နှစ်ခွကြတဲ့အခါကျတော့ तू က8နဲ့2နဲ့ပေါင်းခြင်းဒီ3ညဒီ8က4လုံးပေါင်းခွန်ရ4ရပေါင်းတော့1ရ8ရပေါင်းတော့9ရ1ရပေါင်းတော့3ည8 3ညနောက်3ညအဲ့တော့လာမယ်ထွက်မဲ့ကနက်ဒီနှလုံးပေါင်းရင်3ညနှလုံးပေါင်းရင်3ညအဲ့လိုရိုက်နော်အဲ့တော့ဒီမှာ3ည4နဲ့6နဲ့ပေါင်းတော့လဲ3ညဖြစ်ဆို6နဲ့4နဲ့ပေါင်းတော့လဲ3ညနော်အဲ့လိုရိုက်တယ်နော်အဲ့ဒါ2023ခုနှစ်မှာတပင်ပြီးသွားတယ်2024ရည်ကြည့်လိုက်5ချိန်မြောက်မှာ6နောက်ပိတ်တယ်6ချိန်9ချိန်10ချိန်မြောက်မှာတခါ6နောက်ပိတ်6နောက်ပိတ်ပြီးသွားတာနဲ့1နဲ့8နဲ့ပေါင်းဂျားတဲ့ကနက်ပေါင်းရင်9ရှေ့4လုံးပေါင်း6 5 4ပေါင်းတော့9နဲ့8နဲ့ပေါင်းတော့ခွန်9ပေါင်းတော့6နော်နှလုံးပေါင်းရင်6နဲ့နှလုံးပေါင်းရင်9နော်ဒီမှာအဲ့နှလုံးပေါင်းရင်6နှလုံးပေါင်းရင်9ဆိုတော့ဒီမှာ9ဆိုတော့နောက်နှလုံးပေါင်း9ဒီရှေ့က6ကွာ6ဒီလိုရိုက်တယ်နော်အဲ့လိုလေးရိုက်တယ်အဲ့တော့ဒီပင်မှာ2024ရဲ့ဒုတိယပင်73ချိန်မြောက်မှာ6နောက်ပိတ်ကြတယ်14 15 16မှာ6နောက်ပိတ်ကြ6နဲ့6နဲ့ကြားထဲမှာ1ခွန်ရှိတယ်1နဲ့9နဲ့ပေါင်းတော့8အဲ့1ခွန်ရဲ့8ရဲ့4လုံး3ညရဲ့4ရဲ့ပေါင်းတော့4 6နဲ့ပေါင်း3ည8နဲ့ပေါင်း8နှလုံးပေါင်းရင်8နဲ့နှလုံးပေါင်းရင်8နော်အဲ့တော့ဒီနှလုံးပေါင်းရင်8နဲ့ဒီ
ဒီနှလုံးပေါင်းရင်8ဆိုပြီးလာနော်အခုဒီပင်မှာ3ချိန်မြောက်မှာ3ခွန်ဆိုခွန်ပိတ်တယ်3 4 5 6ပင်မြောက်မှာ6 8ခွန်ဆိုခွန်ထပ်ပိတ်တယ်ခွန်ထပ်ပိတ်တော့4နဲ့3နဲ့ပေါင်းခြင်းကခွန်နှလုံးပေါင်းရင်ခွန်ဒီ8 9ပေါင်းရင်ခွန်6ပေါင်းရင်3 3ကပေါင်းရင်8ခွန်နော်နှလုံးပေါင်းရင်ခွန်နှလုံးပေါင်းရင်8နှလုံးပေါင်းရင်8နှလုံးပေါင်းရင်ခွန်မှာဒီ2023ပထမအကြိမ်ထွက်တော့5ပရိတ်ထွက်တယ်2023ပထမအကြိမ်မှာဒုတိယတစ်ခါထွက်တော့လဲ5ပရိတ်ထွက်တယ်ဒီပြင်မှာကျွန်တော်တို့5ပရိတ်လာမလားပေါ့နော်5ပရိတ်နဲ့ပဲပိုင်ပြီပေါ့နော်ရှာလို့တော့မရအဲ့တော့5ပရိတ်နဲ့ရှာလို့မရတော့ကျွန်တော်တွက်ကြည့်လိုက်တော့နှလုံးပေါင်းရင်ခွန်နှလုံးပေါင်းရင်8ချတွက်ကြည့်ပါ5ပရိတ်ဒီ980ဆိုတဲ့ကဏ္ဍမရှိနော်980ဒီနှလုံးပေါင်းရင်ခွန်နှလုံးပေါင်းရင်8နော်အဲ့တော့နှလုံးပေါင်းရင်ခွန်နှလုံးပေါင်းရင်8အဲ့တော့နှလုံးပေါင်းရင်ခွန်နှလုံးပေါင်းရင်8ကခွန်8 3ညနော်ဒီနှလုံးပေါင်းတော့ခွန်ဒီနှလုံးပေါင်းတော့8နော်ခွန်8 3ညဆိုတော့ကဏ္ဍလေးရပါတယ်အဲ့ခွန်8 3ညကဏ္ဍဒီခွန်8 3ညလို့ထိုးလို့မရဘူးအားတော့အားထိုးပါဗျာကျွန်တော်တော့8လေတိုင်းတွေ့တယ်နော်8လေတိုင်းတွေ့တော့ကျွန်တော်ထုတ်ပေးထားတဲ့ကဏ္ဍမှာခွန်8 3ညနဲ့3ည8ခွန်ဆိုပြီးကျွန်တော်ထုတ်ပေးထားတယ်နော်အဲ့နှစ်ကွက်ထုတ်ပေးထားတယ်ဒါပေမဲ့ကြံတာကတော့လူချင်းမင်းတို့ကြိုက်ခဲ့တယ်ဆိုရင်အားထိုးပါကြံနေကဏ္ဍအားထိုးပါနော်အားထိုးပါဒီပယ်လေးအခုကျွန်တော်ကဒီပယ်လေးမှာဓာလေးကိုကြိုက်တယ်နော်အဲ့တော့အဲ့ဒါပြီးတော့နောက်တစ်ခါသွားနောက်တစ်ခါကျွန်တော်ဒီအလဲတိုင်းစိုက်လေးနဲ့အပိတ်လေးနဲ့ပြကြည့်နော်အလဲတိုင်းလေးကဘလို့လာတော့ဆိုတော့အလဲတိုင်းလေးကသူကဒီမှာဗျာပြင်ကြောင်ဒါပြန်ဖြတ်မှာမဟုတ်ဒါမျိုး30သူ့ရဲ့ဇောင်းမှာဒါမျိုး6အဲ့တော့သူ့ရဲ့ဇောင်းမှာဒီ8ဆိုရင်သူ8လေတိုင်းရှိနော်အဲ့8လေတိုင်းအဲ့ဒါတင်ဟုတ်လားဆိုအဲ့ဒါတင်မဟုတ်ဘူးသူ့ရဲ့အောက်ပင်ဒီမှာကက်ရက်ပင်မှာလည်းရှိကက်ရက်ပင်မှာဆိုဒီ3လုံးပေါင်းရင်9ဒီ3လုံးပေါင်းတော့9ဒီက9နော်အဲ့ဒါပြီးတော့ဒီ3လုံးပေါင်းတော့6ဒီ3လုံးပေါင်းတော့6 96ဒီမှာဒီ3လုံးပေါင်းတော့8ဒီ3လုံးပေါင်းတော့8ဆိုတော့8လေတိုင်းတွေကလှနော်8လေတိုင်းတွေကလှ8လေတိုင်းလို့ရှိဒါပဲကျွန်တော်ဩကွက်ကတော့8ထိပ်ပါနော်8ထိပ်ဒါ8လေတိုင်း8ဒါလေတိုင်းဆိုင်လေးပြအဲ့တော့နောက်ပိတ်ဆိုင်လေးကြိုးပြတာကကျွန်တော် main ဩကွက်ဒီအဲ့ဒီနောက်ပိတ်ဆိုင်လေးနဲ့သက်ဆိုင်နော်ဟိုတစ်ခေါက်တော့ကျွန်တော်ပြခဲ့တဲ့ဟာနော်ပြခဲ့တဲ့ဟာဆိုပေမဲ့သူကဘယ်ကစမလို့ဒီမှာ8ရဲ့4ရဲ့ပေါင်းတော့2ရဲ့1ရဲ့ပေါင်းတော့2ရဲ့9ရဲ့ပေါင်းတော့သူက1အဲ့ဒီ1ဒီ3လုံးပေါင်းတော့1နော်ဒီ3လုံးပေါင်းတော့1ကြောင့်မလို့ဒီ3လုံးပေါင်းတော့1အဲ့ဒါပြီးတော့အဲ့ဒီပင်လေးရဲ့အောက်ဒီပင်လေးရဲ့အစုံခွန်ပေါင်းတော့4ခွန်ပေါင်းတော့1နော်အဲ့ဒီ1ကြောင့်မို့ဒီ3လုံး1နော်ဒီ3လုံး1နော်အဲ့ဒါပြီးတော့ဒီ4ရဲ့အစုံသူဒီခါဒီ3လုံးပေါင်းတော့1လို့ပြန်လာပြီးတော့သူကအဲ့ဒါဆိုရင်ဒီ3လုံးပေါင်းရင်1ဖြစ်1နောက်ပိတ်နော်1နောက်ပိတ်နော်ဒါ1နောက်ပိတ်ဆိုင်လေးနော်1နောက်ပိတ်ဆိုင်လေးဆိုတော့ဒီကျွန်တော်ပြမှာက955ဆိုတဲ့ site ကျွန်တော်ပြမယ်ခုဒီက site လေးကသူကဒီနားလေးကနေစဒီတစ်ဖြတ်ပဲဒီတစ်ဖြတ်ပြီးရနဲ့ဒီတစ်ဖြတ်ပြီးရနဲ့ဒီတစ်ဖြတ်နော်တစ်ဖြတ်နှစ်ဖြတ်ဒီက3ဖြတ်တစ်ပင်နှစ်ပင်3ပင်မြောက်နော်အခုဘယ်လိုသွားတော့ဆိုတော့သူ့ရဲ့သွားပုံလေးက
4နဲ့3နဲ့ပေါင်းတော့ခွန်ဒီ4 3ပေါင်းတော့ခွန်အဲ့ဒီခွန်က3ရရဲ့ခွန်ရပေါင်းတော့ခွန်ဆိုပြီးလာနော်အဲ့ခွန်လာပြီးတော့အဲ့နဲ့ပြီးလာဆိုအဲ့လိုမပြီးဒီ8နဲ့6နဲ့ပေါင်းတော့4အဲ့4ကဒီနှလုံးပေါင်း4နော်ဒီနှလုံးပေါင်းက4ပြီးတော့သူကအဲ့လို4ရတော့သူကဒီအပင်လေးကနှလုံးပေါင်းရင်ခွန်ထားအဲ့တော့ဒီ4 3ပေါင်းရင်ခွန်ကဒီ3ညခွန်လို့ကြပြီးတော့ဒီ8 6ပေါင်းရင်4ဒီ8နှလုံးပေါင်း4လို့ကြနော်4လို့ကြဒီ8နှလုံးပေါင်း4အဲ့ဒီ4ဖြစ်တဲ့အတွက်ကြောင့်မို့တဲ့ဒီ3လုံးပေါင်းတော့4 9ရယ်2ရယ်3ရယ်9နှစ်ပေါင်းတော့1 3ပေါင်းတော့4နော်အဲ့လို4ပိတ်ဒီက8 4နဲ့ဒီ9 4နဲ့ပေါင်းခြင်းကခွန်မယ်အဲ့ဒီခွန်ဒီခွန်ဆင်းရဒီဆောင်ခွန်နော်အဲ့ဒီခွန်လေးကဒီဆောင်ခွန်ဒီခွန်ကြောင့်မလို့ဒီဆောင်ခွန်ဆင်းနော်အဲ့တော့အဲ့ဒါခွန်9ဆိုပြီးတော့ကြာနော်အခုဒုတိယပဲဒီကခွန်နဲ့9နဲ့ပေါင်းခြင်းက6အဲ့ခွန်9ပေါင်းရင်6မို့လို့တဲ့ဒီနှလုံးကလည်း6ပါတဲ့ခွန်9ဆိုပြီးဆင်းနော်ခွန်9 6လို့ဆင်း6လို့ဆင်းပြီးတော့သူကဒီနှလုံးပေါင်းခြင်းခွန်ကြောင်းမို့တဲ့ဒီရှေ့နှလုံးပေါင်းခြင်းကခွန်ပါတဲ့8နဲ့9လောက်ပေါင်းတော့ခွန်နော်ခွန်လို့ရအဲ့8နဲ့9နဲ့ပေါင်းရင်ဒီခွန်ကြောင်းမို့လို့တဲ့ဒီ3လုံးပေါင်းခြင်းကခွန်ပါတဲ့အဲ့တော့ဒီမှာ3ည3ရှိတယ်4ထည့်လိုက်တော့ခွန်နော်ခွန်ဆိုပြီးတော့ဒီမှာကြံခဲ့တဲ့ခွန်ပေါင်းခြင်းက4အဲ့ခွန်ပေါင်းခြင်း4ကဒီ4ဇောင်း4ပြန်ဆင်းမယ်နော်ဒီဇောင်း4ပြန်ဆင်းမယ်ဇောင်း4အဲ့ဒီမှာသူအဲ့ပင်6နောက်ပိတ်နော်အဲ့တော့ဒီပင်တိုင်းပဲ9နဲ့4နဲ့ပေါင်းတော့3နော်9 3ပေါင်းရင်9 4ပေါင်းရင်3ဖြစ်တဲ့အတွက်သူကဒီ4ဖြစ်ရမယ်တော့ဒီ3ဖြစ်ရမယ်9 4ပေါင်းရင်3ဖြစ်တဲ့အတွက်အဲ့ဒီ3ကဒီ3ဆိုတော့9အလဲတာ9လဲတာဆိုတော့တခါဒီမှာ8 6ပေါင်းခြင်းက4ဖြစ်တဲ့အတွက်ဒီရှေ့နှလုံးပေါင်းရင်ကလည်း4ဖြစ်ရမယ်ဆိုတော့သူက9ထိပ်နော်အဲ့ဒီ4ကြောင်းမို့အဲ့နှလုံးပေါင်းရင်4ကြောင်းမို့လို့တဲ့ဒီ3လုံးပေါင်းခြင်းက4ဖြစ်ရမယ်ဆိုတော့ဒီမှာ3ရယ်6ရယ်ပေါင်းတော့9 4ဖြစ်ဖို့အတွက်5ထည့်နော်9 5 5အဲ့တော့ဒီကောင်က4ဒီ4ကဒီခွန်ကဒီရှင်းနှလုံးပေါင်းခွန်ကဒီ3လုံးပေါင်းရင်ခွန်နော်ရှင်းနှလုံးပေါင်း4ကဒီ3လုံးပေါင်းရင်4နော်အဲ့လိုရပြီးတော့သူကဒီမှာ9နဲ့ခွန်နဲ့ပေါင်းရင်က2တဲ့အဲ့2ဖြစ်တဲ့အတွက်သူကဒီနောက်ပင်955ကြားခဲ့ရင်နောက်ပင်ဒီ3လေတိုင်းမှာတဲ့ဒီနှလုံးပေါင်းရင်2ပြန်ဖြစ်ရမယ်3ပင်နော်ဒါခုကျွန်တော်955ကဏ္ဍလေးပြတာပါ955တဲလေးပါဒါ955တစ်စိုက်ပါမယ်နော်955တစ်စိုက်955ပြီးတော့ကျွန်တော်ကဘာပြကျင်တော့ဆိုတော့955ပြီးတော့တစ်ခါ955ပြီးတော့စောစောကျွန်တော်ဒီဟွာလေးပေါ့ဗျာဒီ3လုံးပေါင်း30ဒီဆိုင်လေးဒီ3လုံးပေါင်းရင်30တော့ဒီ3လုံးပေါင်းရင်30ဒီမှာတစ်ဖြက်ဒီ3လုံးပေါင်းရင်6ဒီ3လုံးပေါင်းရင်6ဒီမှာတစ်ဖြက်နော်အခုဒီ3လုံးပေါင်းရင်8ဒီ3လုံးပေါင်းရင်8လိုက်ရင်ဒီမှာတစ်ဖြက်နော်အဲ့တော့အဲ့အဖြက်လေးတွေကြည့်ရရင်တဲ့ဒီ3လုံးပေါင်းရင်30က3ညာတဲ့3ညာရဲ့နှက်ခက်ကခွန်တဲ့နော်ဒီ3လုံးပေါင်းရင်6တဲ့6ရဲ့နှက်ခက်က9တဲ့နော်ဒီ3လုံးပေါင်းရင်8တဲ့
ရှေ့ရဲ့နက်ခက်ကတစ်နော်အဲ့တော့ဒီမှာဒီကြခဲ့တဲ့ဒီပင်မှာဒီထိတ်လေးတွေပေါင်းဒီထိတ်သုံးလုံးပေါင်းတော့ရှစ်ပြီးတော့တခါဒီပင်မှာထိတ်သုံးလုံးပေါင်းတော့ခွန်နဲ့ရှစ်ခွန်နဲ့ရှစ်ခွန်ပြီးဝိုင်းရင်ဘာလာမလဲဆိုစီနီယာ6ဒီသုံးလုံးပေါင်းရင်6လာမှာလား6လာခဲ့ရင်9 6ကပေါင်းခြင်း1ရှိရဲ့အတွက်9ပေါင်းမှာ6ရမယ်နော်ဒီ6တဲ့အဲ့တော့8ခွန်6ဒီ8ခွန်6အဲ့တော့ပြီးတော့ तू ကဒီ30ဒီ30 3ညနက်ခက်3ညနက်ခက်ခွန်ဆိုတော့ဘယ်လိုလာအောင်ဆို3ညနက်ခက်ဒီခွန်ကဒီ3လုံးပေါင်းရင်ခွန်နဲ့3ညနဲ့4နဲ့ပေါင်းတော့4ဖြစ်တဲ့အတွက်ဒီနောက်ထိုင်ဒီလိုလေးလာပေါင်း3လုံးပေါင်းတော့ခွန်နဲ့နော်အဲ့တော့ဒီပြင်မှာ6နက်က9တဲ့ဒီ3လုံးပေါင်းရင်9ဖြစ်ရမယ်တဲ့အဲ့တော့ဒီမှာခွန်ရ2ရပေါင်းတော့2တဲ့9ဖြစ်ဖို့ရအတွက်ခွန်နောက်ပဲတဲ့အဲ့တော့ဒီလို3လုံးပေါင်းရင်9တဲ့နော်ဒီမှာ8နက်က1ဆိုတော့ဒီမှာနှလုံးပေါင်းရင်ခွန်တဲ့ခွန်ကို1ဖြစ်ဖို့ရအတွက်ဒီမှာ4နဲ့ပေါင်းမှာခွန်4နဲ့ပေါင်းမှာ1တဲ့နော်1ဖြစ်ရအောင်နော်1 4နဲ့ပေါင်းမှာ1နော်အဲ့တော့ဒီပင်လေးက984ဆိုတဲ့ပင်လေးရနော်984အဲ့တော့8လေတန်းရှိတယ်1နောက်ပိတ်ရှိတယ်ဒါပေမဲ့ဒီမှာတော့984ဆိုတဲ့ကဏ္ဍရတယ်နော်ဒီဘက်မှာ955ဆိုတဲ့ကဏ္ဍပြီးတော့ဒါကကျွန်တော်အကြိုက်ဆုံးအပင်လေးနော်အကြိုက်ဆုံးအပင်လေးဆိုတာလည်းတော်တော်လှတယ် site လေးကတော်တော်လှတယ်ဆိုတော့ဒီ site လေးကိုကျွန်တော် main order ထုတ်ထားပါတယ်ဒီခုအပင်ကဘယ်လိုပဲပေါင်းလို့ရတယ်အခုပင်ကဘယ်လိုပဲယူလို့ရတဲ့ပြဿနာတွေရှိနော်ယူလို့ရတဲ့ပြဿနာရှိပြီဆိုကျွန်တော်ဒီပင်လေးကိုပို့ကြိုက်တယ်တော့ကဲစအောင်နော်စတော့သူကဒီ2ရယ်4ရယ်ပေါင်းတော့6ရယ်1ရယ်ပေါင်းတော့ခွန်နော်ခွန်ပြီးတော့တပင်2ပင်ကျော်အဲ့တော့ခွန်ဒီ3လုံးပေါင်းရင်ခွန်ဒီ3လုံးပေါင်းရင်1ဒီ3လုံးပေါင်းရင်8အဲ့တော့ဒီခွန်ပြီးတာနဲ့သူကဒီ3လုံးပေါင်းရင်8ဆိုပြီးလာနော်ဒီ3လုံးပေါင်းတော့8အဲ့8ပြီးတော့တပင်2ပင်ကျော်လိုက်တော့ဒီ3လုံးပေါင်းရင်9ဆိုတဲ့စီးနေရခဏလာလို့9ဆိုတဲ့ခဏလေးလာနော်တော့ခွန်8 9ဆိုတဲ့စီးနေရလေးတော့3လုံးပေါင်းရင်ခွန်3လုံးပေါင်းရင်8 3လုံးပေါင်းရင်9အဲ့ဒါလားဆိုတော့အဲ့ဒါတည်းမဟုတ်သေးပါဘူးတဲ့အဲ့ဒါတည်းမဟုတ်သေးပါဘူးဆိုတော့သူကဒီဂျားထဲမှာကြံနေတဲ့2ရယ်8ရယ်ပေါင်းတော့3ညရယ်3ရယ်ပေါင်းတော့3ဒီ3လုံးပေါင်းရင်က3ပါတဲ့အဲ့တော့ဒီအောက်ပြင်3ပြီးတော့သူကဒီ3လုံးပေါင်းရင်6လို့လား3ချတော့ကနဲ့ဒီ3လုံးပေါင်းရင်6ဒီက3ပြီးတော့36ပြီးတော့9လာသလားကြည့်ဒီမှာလည်း9လာတယ်ဗျ369 3ချတော့ကနဲ့နော်369ဆိုရယ်စီနီယာကနဲ့နော်အဲ့တော့အဲ့နှလုံးလေး9နဲ့3နဲ့ပေါင်းတော့3ည6နဲ့8နဲ့ပေါင်းတော့4 9နဲ့9နဲ့ပေါင်းတော့8နော်3ည4 8ဆိုတဲ့4ချတော့ကနနော်ကဲအဲ့တော့ဘလို့အလုပ်လဲကြည့်ရအောင်ဆိုတော့ကျွန်တော်အပြာနဲ့ပြမယ်နော်ခဲနဲ့အပြာနဲ့ပြမှာရှင်းဒီ241ဆိုတဲ့ဒီခွန်လေးရတဲ့241ဆိုခွန်လေးရတဲ့ရှေ့3လုံးပေါင်းခွန်ပါဒီ24ခွန်ဆိုတဲ့ခွန်လေးရရှေ့3လုံးပေါင်းခွန်တဲ့နော်အဲ့တော့ဒီလိုအပင်လေးရဒီလိုတစ်ဖြတ်သွားမှာ
နော်အဲ့တော့ဒီမှာလဲဒီပင်လေးကဒီလိုတစ်ဖြတ်သွားမှာဒီနှစ်လေးကျစ်ပေါင်းချင်းခွန်ဒီရှစ်နှစ်ခွန်ဆိုတဲ့ခွန်လေးလာပါတယ်တဲ့အဲ့ဒါရင်လာတာလားမဟုတ်ဘူးတဲ့ရှစ်နှစ်3ဆိုတဲ့ဒီပေါင်းချင်း3လေးရတဲ့ဒီအလဲတန်3လုံးပေါင်းရင်3ပါတဲ့ဒီလဲတန်3လုံးပေါင်းရင်3လာတယ်တဲ့3လာတော့ခွန်ဆိုပြီးရပြီးတော့ဒီနောက်3လုံးပေါင်းက1ပါတဲ့နော်ဒီ3လုံးပေါင်းတော့ကဏ္ဍလေးက1နော်ဒါလေးက1အဲ့1လေးရတယ်စောစောကျွန်တော်1 site လေးပြပြီးသွားပြီနော်1 site လေးကလှဒီမှာလည်းကြိုက်တယ်အဲ့တော့ခွန်9ဆိုကဏ္ဍထွက်တယ်တဲ့ထွက်တော့အဲ့ဒီအဲမှာပဲသူကစောစောပြောလို့ခွန်ပြီးတော့ဒီကနှစ်ခွန်ပေါင်းခြင်းက9တဲ့9ခွန်ပေါင်းခြင်းက10တဲ့ဒီနှစ်ခွန်9ပေါင်းခြင်း10လေးရတဲ့ဒီဘက်မှာတဲ့10ထိပ်စီ10ပါ3လုံးပေါင်းရင်10ပါတဲ့နော်ဒီကခွန်ဒီကလေးရ10ဆိုတော့ကဏ္ဍလေးလာပါတယ်တဲ့အဲ့တော့အဲ့10တင်မလားမဟုတ်ပါဘူးတဲ့ဒီကခွန်ဒီခွန်လေးနဲ့တဲ့3ညနဲ့ပေါင်းခြင်းက3ညတဲ့ခွန်နဲ့9နဲ့ပေါင်းခြင်းဒီ6လေးရတယ်အဲ့6လေးရတဲ့ဒီအလေ3လုံးပေါင်းရင်6ပါအဲ့တော့8 9ဆိုတော့ဒီနောက်3လုံးပေါင်းရင်ကတော့1ပါတဲ့နော်ဒါလေးက1နော်အဲ့တော့အခုဒီပင်မှာကျတော့ तू ကဒီမှာခွန်8ပြီးတော့ဒီမှာ9လို့လာပါတယ်9 3နဲ့9နဲ့ပေါင်း2ခွန်ပေါင်းတော့9ပါအဲ့9လေးရတဲ့ဒီရှေ့3လုံးပေါင်းရင်9ပါတဲ့ရှေ့3လုံးပေါင်းရင်9ဆို5 6ပေါင်းရင်1တဲ့9ဖြစ်ဖို့ကတော့8ထိပ်စီတဲ့နော်ဒီ3လုံးပေါင်းရင်9အဲ့တော့8နဲ့ခွန်နဲ့ပေါင်းတော့5ပါတဲ့5နဲ့4နဲ့ပေါင်းတော့လေ9ပါတဲ့အဲ့ဒီ9လေးရတဲ့ဒီအလဲ3လုံးပေါင်းရင်9တဲ့ဒီ site လေးကတော်တော်လှရင်တော့9ဆိုတော့6 8ပေါင်းတော့4တဲ့4နဲ့5နဲ့ပေါင်းမှ9ဖြစ်မှာနော်8 5အဲ့တော့နောက်ကလည်းဆိုတော့1 site ရှိတာသူကဒီမှာလဲဆင်းလာတာ3လုံးပေါင်း1 3လုံးပေါင်း1ဆိုတော့ဒီ3လုံးပေါင်းကလည်း1ပါတဲ့1ဆိုတော့1နောက်ပိတ်နော်1နောက်ပိတ်အဲ့တော့9 8 1ဆိုတဲ့8 5 1ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ရပါတယ်ဒီ8 5 1ဒီကျွန်တော် main all ပါ main all ကဏ္ဍ8 5 1က main all ကွက်နော်အရန်ကြိုက်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်လိုက်ပြန်ချုပ်လိုက်တော့ဒီမှာနှလုံးပေါင်းရင်3 4 4 8ဒီ4ချတော့ကဏ္ဍအဲ့တော့ဒီ3လုံးပေါင်းတော့ခွန်ရ3ရပေါင်းတော့3ညဒီ1နဲ့ပေါင်းတော့သူက1ဒီဟာလေးက1အဲ့တော့ဒီမှာခွန်3 8ပေါင်းတော့8 3ညခွန်9ပေါင်းတော့6 8 6ပေါင်းတော့4 1နဲ့ပေါင်းတော့5အဲ့တော့ဒီမှာပေါင်းတော့9 9က8 8နဲ့1နဲ့ပေါင်းတော့9ဒီ1ကို4ချတော့5တဲ့5ကို4ချတော့9ဆိုပြီးတော့ပြန်ကြိုက်တယ်နော်1 5 4ဆိုတော့1 5 9ဆို4ချတော့ခဏဒီမှာလဲ3ညာ4 8က4ချတော့ခဏနော်အဲ့ဒီ8 5 1ကိုလဲကျွန်တော်နောက်တဲ့အတူလေးပြအတူလေးဆိုတော့အတူလေးပြအောင်အတူလေးကဘယ်လိုတုံးဆိုတော့ဒီအတူလေးကသူက4ပင်ဖြတ်မှထင်တယ်4ပင်ဖြတ်မှထင်တယ်နော်4ပင်ဖြတ်မှထင်ဆိုတော့ဒီကောင်လေးကသူကဒီမှာကြည့်9 4ပေါင်းတော့3နဲ့ပေါင်းတော့6နော်အဲ့ဒါ6ပြီးနောက်တစ်ပင်မှာ6 3ပေါင်းတော့9နဲ့9နဲ့ပေါင်းတော့တခါ6လို့ထားတယ်နော်အဲ့တော့ဒီလိုပေါင်းတော့6ဒီလိုပေါင်းတော့6တခါဒီလိုပေါင်းတော့6 3ပင်ဒီပေါင်းဖို့ရအတွက်6ဖြစ်ဖို့ရဒီလိုပေါင်းတော့6ဖြစ်ဖို့ရ1နောက်ပိတ်ပဲနော်1နောက်ပိတ်ပဲအဲ့တော့ရှေ့အပင်ကြည့်ရှေ့အပင်ဟာဒီ3လုံးပေါင်းတော့ဒီ3လုံးပေါင်းတော့9ဒီ3လုံးပေါင်းတော့9တခါဒီ3လုံးပေါင်းတော့တခါ9
တခါဒီ3လုံးပေါင်းတော့9တော့တော့ဒါဒီ3လုံးပေါင်း9တော့ဒီ68ဒီ68ဆိုပြီး68ဆိုပြီးဒီလိုဆင်းတခါဒီ3လုံးပေါင်းတော့9ကဒီ68ဆင်းတော့တခါဒီ3လုံးပေါင်းတော့9ဖြစ်ရမယ်ဆိုတော့ဒီမှာ58ဆို85ပြန်ဆင်းဒီ3လုံးပေါင်း9ဒီ3လုံးပေါင်း9ဒီ9ဆင်းမှုရအတွက်ဒီက68ဒီ68လို့တည်ဆင်းဒီ3လုံးပေါင်း9ဖြစ်ဖို့ရအတွက်ဒီက58ဒီတဲ့85ဆိုပြီးတော့တည်ဆင်းအောင်85ဒီ3လုံးပေါင်း9ဒီ3လုံးပေါင်း9ဒီ3လုံးပေါင်းတော့9နော်ဒီ3လုံးပေါင်းတော့6ဒီ3လုံးပေါင်းတော့6ဒီ3လုံးပေါင်းတော့6နော်9966ဆိုတဲ့ဆင်းတဲ့အပင်လေးနဲ့ဒီအပင်လေးနဲ့ပြန်ကြိုက်ကြည့်ကိုက်နော်85တက်ဒီ85တက်က main အောက်ကွက်85တက်ကိုကျွန်တော်ကတော့8လေတိုင်းစိတ်မချလို့58တက်ကတော့အရန်နော်အဲ့တော့ကျွန်တော်ရဲ့ဖိုင်နဲ့အချုပ်ကျွန်တော်တို့လည်းမလွယ်ဘူးဗျစာရွက်တွေတုံးရတယ်ရေးရတယ်ကဏ္ဍတွေဆင်ရတယ်နော်ဘာဖြစ်ဖြစ်စေတနာနဲ့ဝါသနာပေါ့ဗျစေတနာဝါသနာစေတနာရင်ခံထားကစေနာမှုနဲ့ချစ်လာသမျှတွေတူနော်ဒါလေးက screenshot ရိုက်ထားပါ16ရက်4လ2025 9ကြိမ်အတွက်ချဲ main on 85တက် main on 85တက်ပါအရန်အနေနဲ့58တက်ဆိုတာရန်ပါ8လေတိုင်းဖြစ်မှာဆိုလို့เนาะ58ဟိုဘက်မှာလည်း984ဆိုတော့ complete အတွဲပြခဲ့တော့58တက်ဆိုလာနိုင်เนาะအဲ့တော့58တက်လေးရန်385တက်က main on เนาะဒူ main on အနေနဲ့ပထမပြခဲ့တဲ့အပင်ရှည် site က699ပြီးတော့ပြတဲ့955ပထမပိုလီယိုက450 838နဲ့ဒီ948ကတော့အခုပြတဲ့ပဲเนาะ38တက်လည်းပြခဲ့တယ်အရန်မှာထည့်ထားတယ်18139တက်ကတော့ကျွန်တော်ရှာထားတာရှိတယ်မပြတော့ဘူးအရန်ရှိမှာဆိုလို့48ခွန်ရောเนาะဒါခွန်80နဲ့38ခွန်ကတော့8လေတိုင်းကြိုက်လို့เนาะ8လေတိုင်းကြိုက်လို့ဆိုပြီးတော့လည်းဟိုဖြစ်မှာဆိုလို့အဲ့တော့ဟိုလောက်လိုက်8ထိပ်စီးလေးနဲ့ရောထိုးအောင်ကြံလာတော့အာလိုက်ပါဗျာနော်ဒီဟာကခွန်80ကြိုက်ခဲ့ရင်ကြံတာအာပေါ့ဗျာကြံတာအာပါပါရန်လိုက်ပါဗျာ8ထိပ်စီးလေးကြိုက်နော်ခွန်ထိပ်စီး8ထိပ်စီးကြိုက်အဲ့တော့8ထိပ်စီးလေးကြိုက်တော့ဗျာ8လေတိုင်းတွေ့ထားတယ်ဆိုပြီးမှနော်8ထိပ်စီးကြိုက်အဲ့တော့ဒီကနန်းလေးတွေစဖွင့်ရောရိုက်တာပါဒါ16ချိန်အတွက်ကျွန်တော်ဒီ85တက်ဆိုတဲ့ main organ လေးနဲ့ကျွန်တော်တကြံတွဲမှာမိဘပြည်သူများဆင်းရဲဒုက္ခတွေကြုံနေရတဲ့တဘာဝလောကကြီးတဘာဝလောကဘေးကနေကင်းဝေးကြပါစေနော်ဘဝမိုးလေးတွေပြေဖို့အတွက်85တက်အောင်ပါစေကျွန်တော်မိဘပြည်သူများကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်ဗီဒီယိုဖောင်ဒီမှာပဲဆုံးသက်ပါတယ်အားလုံး see you ပါ